ကလာပါရှင်ဒီနေ့မှာတော့ဗောနော်ကျမကိုတဲ့ဗီဒီယိုလိုင်းလေးလောက်ပေးပါငါးနည်းလေးကိုပြပါဆိုတော့ကျမပြမှာပဲပြပါတယ်အရင်ဆုံးကျမတို့ဒါလေးရှိမှရမှာဗောနော်ဘလို့ဗီဒီယိုတင်ရမလဲဆိုဒါလေးရှိမှရမှာဗောနော်အဲ့ဒီဟာလေးကိုကျမတို့ဒီ Play Store မှာလည်းရိုက်ရှာရပါတယ်ကျမရိုက်ရှာပါမယ်ဒီမောနော် H လို့ရိုက်ရှာကြည့်လိုက်ပါဒါဆိုရင်ကျမပြအင်္ဂလိပ်ကျမဟာဘာသာပြောင်းမှာပါ H ကတော့ H လို့ရိုက်ရှာလိုက်ပါနော်ခဏလေးတမကြည့်လိုက်ပါဦး H R လို့ရိုက်ရှာလိုက်ပါ H R E H R E လို့ရိုက်ရှာလိုက်ပါဒါဆိုရင်ကျမတို့လိုက်ပါအောင်မီ R E D ဒါလေးပေါ်လာပါလိမ့်မယ်ပေါ့နော်ဒါလေးဆိုရင်အမှန်ပါရှင့်အဲ့ဒါလေးကျမတို့တစ်ချက်ဝင်လိုက်ပါမာကမဒါလေးကိုပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ရင်ကျမတို့ပေါ့နော်ဒါလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြီး download လုပ်လိုက်ပါပေါ့နော်ဒီနားမှာဆိုတော့သူ့ရန်ကိုနှိပ်လိုက်ပါနှိပ်ပြီးကျမတို့ကရရဆိုရင်ပေါ့နော်ရဝင်ဆိုရင်ဒီကျမ download ထဲရဟာပေါ့နော်ဒီထဲရဟာကိုရင်ဝင်လိုက်ပါအဲ့ထဲရခဏလေးနဲ့ဆောင်းတယ်ပေါ့နော်ကြိုနာရီနဲ့လာမှာ wifi ရှိမှာပဲဒါ wifi မရှိလဲရတယ် wifi ရှိလဲရပါတယ်ရှင်ခဏလေးမနော်ဆိုတော့ဒီနားမှာရရန်ဆိုတော့စာလေးတခြားသူတွေကြတော့ပေါ်ရလိမ့်မယ်အဲ့ဒါလေးကိုကျမတို့ကနှိပ်လိုက်ပါအဲ့ပြီးကျမတို့တခြားသူတွေကြတော့ပေါ့နော်ဒီနားမှာဟာရီရပေါ့နော်ဖုန်းနံပါတ်ပေါ့ရှင်သူကအတန်ချက်ဆက်တို့ဘာလို့လေနှိပ်ရသေးပါတယ်အဲ့လိုလုပ်ပြီးရင်ကျမတို့အဲ့အတန်လောက်တဲ့ဟာလေးကိုပေါ့နော်နှိပ်လို့ရပါတယ်မမကျမဆိုအဲ့လောက်တဲလက်ချက်လို့ရပါတယ်ပေါ့နော်ဒီတည်းမှာကြိုက်တဲ့ဟာလုပ်လို့ရပါတယ်ဒါကတော့ကင်မရာပါမပါပေါ့နော်တော့ပြဒီမှာရခဏလေးပေါ့နော်ဒါကြတော့ရှော့ဘာလို့ဖြစ်နော်ဆိုတော့ဒီနားမှာရရင်ပေါ့နော်ဒီနားကိုနှိပ်လိုက်ပါနော်ရရင်ကျမတို့ကဒါလေးကိုနှိပ်လိုက်ရင်ပေါ့နော်အကုန်လုံးယူပြီးလို့ရတယ်တကယ်လို့မှတို့ကဒီလိုကြီးဖြစ်နေပေါ့နော်ဒီလိုကြီးဖြစ်မှာပါကျန်ဆောက်တဲ့ကျမလည်းဒီလိုမျိုးမဖြစ်ပါဘူးဒါကြီးပဲအရင်ဆုံးဖြစ်မှာပါဖြစ်ရင်ကျမတို့ဒါလေးကိုနှိပ်လိုက်ပါကျမပြန်ဒါလေးကိုနှိပ်လိုက်ရင်ပေါ့နော်ဒီလိုလေးပေါ်လာပါမယ်ဒါဆိုရင်ကျမတို့ရိုက်ရပါပြီအားလုံးပဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်ဒါပေမဲ့ comment မှာလည်းလေတောင်းဆိုလို့ရပါတယ်ရှင်ဘာဖြစ်ဖြစ်ကျမလုပ်ပြီးမှာပါ